ဖြစ်တယ်လို့အဓိပ္ပာယ်ပေါက်မနေဘူးလားကျွန်တော်အသက်အရွယ်မှာငြိမ်းချမ်းရေးလှုပ်တာဒီကြုံရသိရများခဲ့ပြီဒါပေမဲ့တနက်တန်စထွက်လာရင်အုပ်ချုပ်သူတွေဘက်ကအရင်ဆုံးစခဲ့တာပဲပြီးခဲ့တဲ့ဇွန်လ9ရက်မနေ့9နာရီခန့်ကကချင်ပြည်နယ်မိုးမောက်မြို့နယ်ဆန်ခန့်ကျွော်မှာရှိတဲ့ KIO ဆက်ဆံရေးရုံးကိုမြန်မာစုရတပ်တွေကဝင်ရောက်စီးနင်းပြီးဒုတက်ချက်ဂေါ်မော်ချမ်းရင်ကိုဖမ်းဆီးသွားခဲ့ပါတယ်။အဲဒီနောက် KIA နဲ့မြန်မာစုရတပ်တွေတိုက်ပွဲဖြစ်ပွားနေစဉ်မနေ့8နာရီခွဲခန့်မှာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုက KIA အဖွဲ့ဖမ်းဆီးထားတဲ့သူတို့တပ်ဖွဲ့ဝင်တွေနဲ့ KIA ဒုတက်ချက်ဂေါ်မော်ချမ်းရင်ကိုအလဲအလဲလုပ်မယ်လို့ပြောဆိုလာပါတယ်။ဒါအပြင်လက်နက်တွေပါပြန်လည်အနှံမယ်စစ်တုံးပန်းတွေလဲပြီးရင်သူတို့တပ်တွေဆုတ်ခွာသွားမယ်လို့လည်းဂရုပေးပါတယ်။ဒါကြောင့် KIA ဘက်ကသူတို့ထိမ့်သိမ်းထားတဲ့မြန်မာအစိုးရတပ်ဖွဲ့ဝင်ဗိုလ်ကြီးမြတ်ကိုကြီး4439ခွန်ဗဥခင်စိုးလှိုင်မြို့နယ်ရန်ကုန်ဒုဗိုလ်ကိုဝင်းနဲ့အတူပါသူရဲနိုင်တို့ကိုလွှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့မြန်မာစစ်တပ်ဘက်ကတော့ KIA ဒုတက်ချက်ချမ်းရင်ကိုမလွှတ်ပေးခဲ့ပါဘူး။အဲဒီနောက်မြန်မာစစ်တပ်စစ်ကြောင်းရှေ့တန်းစခန်းမှာချုပ်နှောင်ထားတဲ့ KIA ဒုတက်ချက်ချမ်းရင်ကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ပစ်လိုက်ပြီလို့သတင်းရရှိတဲ့အတွက် KIO နဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အကြိမ်ကြိမ်တောင်းဆိုညှိနှိုင်းမှုတွေလုပ်ခဲ့ကြပါတယ်။ဇွန်လ17ရက်မနေ့10နာရီခန့်မှာတော့ KIA တပ်ဖွဲ့ဝင်ဒုတက်ချက်ချမ်းရင်ရဲ့အလောင်းကိုပြန်ရခဲ့ပါတယ်။အခုမြင်တွေ့ရတဲ့အတိုင်း1 byte မျက်နှာပြင်နဲ့လက်တွေမှာတန်ရာတန်ချက်အပြည့်နဲ့အလောင်းကိုပြန်လည်ရရှိခဲ့တာပါ။ဖမ်းဆီးချုပ်နှောင်ခဲ့ကြတဲ့မြန်မာစစ်တပ်ရှေ့တန်းတပ်ဖွဲ့ကတော့ဒုတက်ချက်ချမ်းရင်ဟာနှစ်ဖက်တိုက်ပွဲအတော်အတွင်းကြီးစံထိမှန်ရာကသွေးထွက်လွန်ပြီးဆုံးပါသွားခဲ့တယ်လို့ပြောဆိုပါတယ်ခင်ဗျာကျွန်တော်ပြောခဲ့ပူပါတယ်လူတယောက်ကအခြားလူတယောက်ကိုလူတစုကအခြားလူတစုကိုစိတ်မှာအနာတရနဲ့လိပ်ပြမလှအောင်လုပ်မယ်ဆိုရင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေဟာဆိုးတယ်ဆိုးလာဖို့ပဲရှိပါတယ်ဒါဟာတိတ်ကိုကြောက်စရာကောင်းတယ်လို့တည်ငြိမ်နေတဲ့အေဂျင့်နေတဲ့လူအဖွဲ့အစည်းနဲ့တိုင်းပြည်ကိုခြေဖြစ်ပြစ်ရလဲရောက်ပါတယ်ဒေါ်ဆန်းစုကြည်ကတော့အကြမ်းဖက်တဲ့နီးနဲ့အစိုးရအပြောင်းလဲလှုပ်ထားအကြမ်းဖက်တဲ့နီးနဲ့နိုင်ငံရဲ့အာဏာကိုလွှဲယူတာဒီဟာတွေကအစဉ်အလာဖြစ်နေပြီဒီနိုင်ငံမှာဒီအစဉ်အလာကိုပြောင်းလဲရမယ်ဆိုတဲ့ခံယူချက်နဲ့ကျွန်မအကြမ်းမဖက်တဲ့နီးလမ်းကြောင်းကိုသွားတာပါလို့ပြောခဲ့ပူပါတယ်အင်အားသုံးဖိနှိပ်ဗိုလ်ချရန်ကားမှုတွေကြောင့်ကမ္ဘာတစ်ဝန်းဖြစ်ပျက်ခဲ့ရတဲ့ဖြစ်ပျက်နေတဲ့တာရကတွေကိုသင်ခန်းစာယူသင့်ပါတယ်စစ်မီးတွေပြေးလို့ခေတ်ကြီးတွေညစ်ခဲ့ရတာစစ်မီးတွေရောက်တော့ခေတ်ကြီးတွေပျောက်ရှာနောက်ကျခဲ့ရတာစစ်မီးတွေဖျက်ဆီးလို့ခေတ်သမီးတွေသားတွေပျက်စီးခဲ့ရတဲ့နိုင်ငံတွေအရင်ကလည်းရှိခဲ့တယ်အခုလည်းရှိနေတော့မှာပဲကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်တွေကိုကြည့်ကာလရှည်ကြာစွာတိုင်းပြည်တစ်ခုလုံးဖျားနာနေခဲ့ရတာ